မြန်မာစစ်တပ်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲအပိုင်း1မှာမဲပေးခွင့်ရှိသူ52.13ရာခိုင်နှုန်းကျော်မဲပေးခဲ့တာကြောင့်ဒါဟာမြန်မာနိုင်ငံဒီမိုကရေစီအတွက်အားရဂုဏ်ယူစရာဖြစ်ပြီးအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့စစ်တပ်ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဒီဇင်ဘာ31ရက်နေ့မှာပြောပါတယ်။တစ်ဆက်တည်းမှာပဲမြန်မာနိုင်ငံမှာပထမဆုံးကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအခုစစ်တပ်ကကျင်းပနေတဲ့ရွေးကောက်ပွဲလို့အပိုင်း3ပိုင်းခွဲပြီးကျင်းပရတဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြီးဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်လို့မီဒီယာတွေကမေးထားတဲ့မေးခွန်းတွေနဲ့တည်သိလိုက်တဲ့အချက်အလက်တွေကိုထုတ်ပြန်ပေးခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဒီဇင်ဘာ28ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲအခြေအနေတွေကိုဗိုလ်ချုပ်ဇော်မင်းထွန်းကကြိုတင်အတန်သွင်းထားပြီးစစ်တပ်ကထိန်းချုပ်ထားတဲ့မီဒီယာတွေကတဆင့်ထုတ်ပြန်ခဲ့တာပါရွေးကောက်ပွဲပထမပိုင်းမှာမဲပေးနိုင်တဲ့မဲဆန္ဒရှင်17,692,144ဦးရှိပြီးမဲပေးခဲ့တဲ့မဲဆန္ဒရှင်6,905,512ဦး6တန်းကျော်ရှိခဲ့ပြီးဆန္ဒမဲပေးတဲ့ရာခိုင်နှုန်း52.13ရာခိုင်နှုန်းမဲပေးခဲ့ပါတယ်ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာတောင်မဲပေးသူ90ရာခိုင်နှုန်းမကျော်တာကြောင့်မြန်မာနိုင်ငံမှာအခုလောက်နှုန်းနဲ့မဲပေးတာဟာဒီမိုကရေစီစနစ်အတွက်အားရဂုဏ်ယူစရာအောင်မြင်တဲ့ရွေးကောက်ပွဲလို့လည်းသူကပြောပါတယ်ဒီနေရာမှာတိုက်ဆိုင်မှုတစ်ခုကစစ်တပ်အကြီးအကဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကလည်းမဲပေးသူ90ရာခိုင်နှုန်းကျော်ကမဲပေးရင်ပြည်သူအများစုရဲ့ဆန္ဒပါဝင်တယ်လို့သတ်မှတ်လို့ရနိုင်ကြောင်းမကြသေးခင်လပိုင်းအတွင်းကပဲပြောထားဘူးတာကြောင့်ဗိုလ်ချုပ်မှုကြီးရဲ့ပြောကြားချက်နဲ့အခုမဲပေးတဲ့ရာခိုင်နှုန်းဟာကွက်တီလို့ဖြစ်နေပါတယ်ဒီရွေးကောက်ပွဲကိုအပြင်ကလေ့လာသုံးသပ်သူတွေရဲ့အဆိုအရအပိုင်း1မှာမဲပေးသူအရေးအတွက်ဟာ20နဲ့30ရာခိုင်နှုန်းကြားလောက်ပဲရှိမယ်လို့ခန့်မှန်းထားကြတာပါတစ်ဆက်တည်းမှာပဲမြန်မာနိုင်ငံမှာအခုရွေးကောက်ပွဲကိုအပိုင်း3ပိုင်းခွဲပြီးကျင်းပရတဲ့အခြေအနေနဲ့လွတ်လပ်ရေးရပြီးစပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲတို့ကိုဗိုလ်ချုပ်ဇော်မင်းထွန်းကနှိုင်းယှဉ်ပြောကြားခဲ့ပါတယ်ကျွန်တော်နိုင်ငံမှာပထမအကြိမ်ပါလီမန်ရွေးကောက်ပွဲကိုလွတ်လပ်ရေးရပြီး4နှစ်ကျော်အကြာ1952ခုနှစ်ဇွန်လမှာကျင်းပနိုင်ခဲ့ပြီးနိုဝင်ဘာလအထိ9လကြာကျင်းပခဲ့ရပါတယ်အခုလိုပဲအပိုင်း3ပိုင်းခွဲကျင်းပခဲ့ရပြီးအပိုင်းတစ်ပိုင်းကို9ရက်ကနေ10ရက်အထိကြာအောင်လုပ်ခဲ့ရပါတယ်မြန်မာနိုင်ငံရဲ့လူဦးရေ8သန်းသာရှိသေးတဲ့1952ခုနှစ်ကရွေးကောက်ပွဲအခြေအနေနဲ့နှိုင်းယှဉ်ပြီးဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့တာဟာစစ်တပ်ကရွေးကောက်ပွဲကိုအပိုင်း3ပိုင်းခွဲပြီးကျင်းပနေတဲ့အပေါ်ဝေဖန်မှုတွေထွက်နေတာကိုကာကွယ်တဲ့သဘောနဲ့ပြောတာလားဆိုတာကတော့စဉ်းစားစရာပါဒီရွေးကောက်ပွဲနှစ်ခုဟာခေတ်တရောနှစ်တွေပါအများကြီးကွာခြားခဲ့ပြီးမို့နှိုင်းယှဉ်လို့မရနိုင်တဲ့ဖြစ်စဉ်နှစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပရမယ့်မြို့နယ်330ရှိတဲ့ထက်ကအခုအပိုင်း1မှာ102မြို့နယ်ကိုကျင်းပခဲ့တာကြောင့်မြို့နယ်စုစုပေါင်းရဲ့3ပုံ1ပုံမှာကျင်းပခဲ့တာလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်ရွေးကောက်ပွဲအပိုင်း1မှာဝင်ပြိုင်ခဲ့ကြတဲ့နိုင်ငံရေးပါတီ58ပါတီရှိတာမှာတနင်္ဂနွေလုံးအတိုင်းအတာနဲ့ဝင်ပြိုင်နိုင်တဲ့ပါတီကတော့6ခုသာရှိတယ်လို့ဆိုပါတယ်ဝင်ပြိုင်ကြတဲ့ကိုယ်စားလှယ်လောင်းဦးရေကတော့4600ကျော်ရှိတယ်လို့ပြောပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလှိုင်ပါ